ကိုတိုင်းတရုတ်ဆောင်ပြီးကဇန်လန်ဒူရှိတဘကိုအိမ်နဲ့ဇာပဲဖန်တီပူလေးဆိုတာကိုအဆက်ဆက်ဇာပဲလောက်ပုံလုံးလေးကိုဒီဗီဒီယိုမှာကျွန်တော် probably လုပ်ပေးပါရင်နော်ကျွန်တော်ပထမဗီဒီယိုကိုစပိန်နမန်လူရှိဗီဒီယိုလူရှိတဘတင်ထားရပိုင်းဒီဗီဒီယိုမှာလာလုံးမီတာရဲ့အပေါ်ရလဲဆံပြအောင်အခါညီကိုမှတင်တယ်လေးလှုပ်ရှားရေးဆိုခဲ့တည်အောင်အတွက်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော် probably လုပ်ပေးပါရင်နော်ဒီကစိတ်ဝင်စားတဲ့တီရှာရဲ့တက်ရှင်ဆိုတော့ပဲဒီဗီဒီယိုအဆုံးထိလိုက်ပါအခါတီရှင်စတဲ့ဟင်္ဂလိပ်တို့ဒီနဲ့ပတ်သက်လို့ဖိုင်ဖုန်းနဲ့ပြင်နဲ့ပတ်သက်လို့ဖိုင်ခရတိရှိတဲ့ဟင်္ဂလိပ်တို့ကျွန်တော် comment messenger မှာလာလို့မရပါဘူးနော်ကျွန်တော်အခါပြန် proof ပြမယ်ဒီကျွန်တော်စာလိုက်ကပါမယ်နော်ဒါကျွန်တော်အရင်ဆုံးဒီမှာ Gemini အင်ကိုတစ်ခါနှိပ်ကပါမယ်နော်ဒီတော့ကဲဒီမှာနပြိုးတီးနဲ့ဒီနေရာကိုနှိပ်ပါပါနော်ဒီတော့ကဲဒီ function နေရာကိုတစ်ခါနှိပ်ပြီးတော့ကဲကျွန်တော်ဒီမှာ glide ထုံးဝင်ဖို့ပြီးတော့ကဲဒီပုံကိုနှိပ်ပါပါနော်ပြီးတော့ကဲကျွန်တော်ဒီမှာ DY ကိုနှိပ်ပါဖို့ဒါကျွန်တော်ကို lotion ရပိုင်းစာရရပါပိုင်းနော်ဒီကျွန်တော်ဒီမှာစာရလေးပါမယ်အဲဒီကကျွန်တော်ဒီမှာ root ပါနော်ဒီပုံထဲကလူရဲ့ခန္ဓာကိုယ်စပိန်ဒါမတ်ဝတ်ဆုံဝတ်ပြီးမျက်နှာကိုမုံရဲအတိုင်းထားပေးပါနောက်ခံ background ကိုတိတ်တွေအများကြီးနဲ့ဖန်တီးပေးပါဆိုပြီးတော့ကျွန်တော် relay ပါရင်နော်ပြီးတော့ကကျွန်တော်ဒီနေရာကိုနှိပ်ပါပါနော်โอเคပဲဆိုခဲ့ကျွန်တော်ဒီမှာကျွန်တော်တို့ A အတိုင်းလုပ်လိုက်ပါရင်နော်အမျိုးတို့မှာတော့ကဒီမကြိုက်သေးဆိုခဲ့ဆက်ပြီးတော့က repeat တော့ကဆက်လုပ်ကြရပါရင်နော်ဗီဒီယိုဖိုင်ကောက်ရလာမယ်လို့ကျွန်တော်တို့ဒီလောက်နဲ့ပဲကျွန်တော်လုပ်ပါလိမ့်ပါမယ်ဒီကတော့လုံးနေသိချင်လို့ပါလေโอเคပဲဆိုခဲ့ကျွန်တော်တို့ဒီမှာ data ပုံကိုကျွန်တော် download ဆွဲလိုက်ပါမယ်နော်ဒီမှာ download ကိုနှိပ်ပါဖို့โอเค download ဆွဲပြီးရဆိုခဲ့ကျွန်တော် data ထွက်လိုက်ပါမယ်ပြီးတော့ကကျွန်တော်ဒီမှာ Chrome browser တဲ့ဝင်ရပါမယ်နော် Chrome browser ထောင်းလိုက်ပါဖို့ပြီးတော့ကကျွန်တော်ဒီနေရာမှာဒီမှာ group 3ဆိုတဲ့ဒီနေရာကိုဒီဇာတ်ကို review ထားလိုက်ပါရင်နော်ကျွန်တော်အဲ့တော့ကဒီမှာ review the internet တရားကိုတစ်ခါနှိပ်လို့ထားလိုက်ပါမယ်ဒီတော့ကကျွန်တော်ဒီ website ပါနော်ဒီ website ကိုတစ်ခါနှိပ်ပါဖို့โอเคပြီဆိုကြကျွန်တော်ဒီမှာဒီအမျိုးရှိသုံးနှိပ်ပါပါနော်ဒီတော့ကကျွန်တော်ဒီနေရာကိုနှိပ်ပါပါနော်ဒီနေရာနှိပ်ပါဖို့โอเคပြီဆိုကြကျွန်တော်ဒီမှာဒီနေရာရှင်းနှိပ်ပါပါနော်ဒီနေရာတစ်ခါနှိပ်ပါဖို့ပြီးတော့ကဒီမှာအထက်ဆုံးကဒီနေရာကိုနှိပ်ပါပါနော်โอเคပြီဆိုအခုဒါကျွန်တော်ဒီမှာလုပ်ထားတဲ့ဒီဗီဒီယိုကိုနှိပ်ပါပါနော်sorry ဝုဒ္ဓနာကဒါဗီဒီယိုမပါနာတက်ပုံပါနာရဲ့တက်ပုံဝုဒ္ဓနာကGemini ဒီနဲ့လုပ်ထားတဲ့တက်ပုံကိုကျွန်တော်ယူလိုက်စားပြပါနော်တော့သူကတခါနဲ့ပေါ် program နဲ့သူကတခါနဲ့ auto လုပ်ပြပါရင်နော်ရအောင်ကျွန်တော်မကိတ်ဆိုခဲ့ကျွန်တော်ဒီမှာ survey လို့ထည့်ပါဦးပါရင်နော်ဒီနေရာပါလေ survey လို့ထည့်ပါပေါ့ okay ဒီမှာကျွန်တော် survey ထည့်လိုက်ပါနော်ဘေးကတဲ့ emergency ဘကိုစပိုင်ဒါမန်လို့ခင်မြင်နဲ့ပေးပြီးခုန်တက်သွားမယ်ဆိုပြီးတော့ကျွန်တော် root ထည့်လိုက်ပါရင်နော်ပြီးတော့ကျွန်တော်ဒီနေရာကိုနှိပ်ပါပါနော်ဟုတ်ကဲ့ပြီဆိုခဲ့ကျွန်တော်ဒီမှာအဲ့ဒါပဲနော်ဒီကေတရားကိုcrate တွေဆိုခဲ့ကျွန်တော်ကနေပြီးတော့ယူလိုက်ပါရင်နော်ကျွန်တော်အဲ့တော့ကဒီဗီဒီယိုကိုကျွန်တော်ယူလိုက်ပါရင်နော်ဗီဒီယိုပဲကောက်ရလိုက်မယ်လို့မcrate ဆိုခဲ့အားတစ်ခေါက်ထားလို့နေပြီးတော့ဒီမှာဒီ from ဒီနေရာကျွန်တော်နှိပ်ပြီးတော့ကျွန်တော်တို့ထားလို့ပါရင်နော်ဒီကျွန်တော်နေရာကိုတစ်ခေါက်နှိပ်ပါပေါ့နေကေဒီမှာငါရပြဟာတဲ့ဒီဗီဒီယိုက download ဆွဲရခါပါရင်နော်โอเคပြီဆိုခဲ့ကျွန်တော် data ထွက်လိုက်ပါမယ်ဒီနေရာကိုတစ်ခေါက်နှိပ်ပါပေါ့ဒီမှာဗီဒီယိုဒီမှာဗီဒီယိုရနေပါနော်โอเคဒီဗီဒီယိုရစနေကျွန်တော်တို့နေပြီးတော့ကကြာကြပထမတစ်ခါပါပိုင်းနော်အခုကဒုတိယတစ်ခါလုပ်ဖို့ဆိုရင်ကျွန်တော်ဒီမှာโอเคပဲဆိုကြကျွန်တော်ဒီနေရာမှာနေပြီးတော့လုပ်ပြီးတော့ screenshot တစ်ခါရိုက်ပါ screenshot တစ်ခါတက်ပုံပေါ့ပိုင်းနော် screenshot တက်ပုံတစ်ခါရိုက်လို့ယူရပါပေါ့ပဲဆိုကြကျွန်တော်ဒီမှာ screenshot တက်တစ်ခါယူရိုက်ပြီးသားနဲ့ကျွန်တော်ဒီမှာအဲ့ဒါပုံကိုကျွန်တော်ကနေပြီးတော့တစ်ခါဖတ်ရပါပိုင်းနော်အဲ့ဒါပုံကိုကျွန်တော်ဒီမှာensure နဲ့ပဲဖတ်လိုက်ပါမယ်နော်အစမှတခုကျွန်တော်တခု proposal မင်းလာပါရင်နော်ဥပမာဗီဒီယိုလုပ်ဖို့အတွက် tab rate တဲ့အခါလေးတော့ဟိုလုပ်ရှင်တဲ့ဗီဒီယို screen စိတ်ကိုလုပ်ပြီးတော့ကကျွန်တော်တို့ကဒီ tab ပုံရဲပါရင်နော်တကယ်လို့ကိုမဟိုလုပ်ရှင်တဲ့ screen စိတ်မဟုတ်လေဘယ်နဲ့တခါ screen စိတ်နဲ့ tab rate လေးဆိုပြီးတော့ပြီးတော့ကကျွန်တော်ဒီထဲဝင်ပြီးတော့ကဟိုကိုလုပ်ရှင်တဲ့ screen စိတ်ကိုဒီကမှာဖတ်ရပါရင်နော်ဒီ tab ပုံပါလေကျွန်တော်အဲ့ဟာကိုစကကျွန်တော်မဖတ်လိုက်ရ rate တွေနဲ့အခု proposal ပြပါတယ်အဲ့ကျွန်တော်အခုလုပ်ဖို့ဗီဒီယိုကိုတစ်ခါအခုလုပ်ဖို့အခု screenshot ရိုက်ထားတဲ့ပုံယူဖို့ဆိုရင်ကျွန်တော်ဒီမှာတင်ရနေပါဘောနော်။ရနေပါဘူးပြီးတော့အခု screenshot ရိုက်ထားတဲ့ data ပုံကိုယူပါဖို့အခုကျွန်တော်မှကြခဲ့ဒီ screen size ကိုအခု data ပုံရိုက်ထားတဲ့ screen size လောက်နဲ့ပဲကျွန်တော်ယူရဖို့ပါရင်နော်အတူတူကြောင်တဲ့ဒီမှာ3လေးပါ
3လေးနေရာကိုနှိပ်ပါဖို့ပြီးတော့လေကျွန်တော်ဒီမှာအမှတ်ရှုံနှိပ်ပါဘူးနော်ကျွန်တော်ဒါကိုဆွဲပြီးတော့ရှင်းလိုက်ပါဖို့ဟုတ်ကဲ့ပဲဆိုကြဒီပဲလုပ်ပြရဆိုတာနဲ့ကျွန်တော်ဒီမှာဒီဓာတ်ပုံကိုကျွန်တော်သိမ့်လိုက်ပါပိုင်းနော်သိမ့်ဖို့ဆိုကြကျွန်တော်ဒီမှာဒီနေရာနှိပ်ပြီးတော့ကျွန်တော်ဓာတ်ပုံသိမ့်လိုက်ပါပိုင်းနော်ဟုတ်ကဲ့ကျွန်တော်ဒီမှာဓာတ်ပုံလို့သိမ့်ပြပိုင်းနော်ဓာတ်ပုံသိမ့်ပြဆိုကျွန်တော်ဒီထည့်ထွက်လိုက်ပါမယ်အခုနောက်ကျွန်တော်လောက်ခရတဲ့ group 3ဆိုရဲ website တွေကျွန်တော်ပြန်ဝင်ပါပိုင်းနော်ဒီနေ့ပြန်ဝင်ပါဖို့ပြီးတော့ကျွန်တော်ဒီမှာနောက်တစ်ခါပြန်ဆောက်လိုက်ပါပိုင်းနော်နောက်ပြန်ဆောက်ပြီးဆိုတာနဲ့ကျွန်တော်ဒီမှာဒီနေရာကျွန်တော်တစ်ခါပြန်နှိပ်ပါပိုင်းနော်ပြီးတော့ကျွန်တော်ဒီနေရာကိုထိုင်တဲ့တစ်ခါနှိပ်ပါပိုင်းနော်ကျွန်တော်ဝုဒ္ဒနာတင်တဲ့ဓာတ်ပုံကိုယူပါပိုင်းနော်ဒီမှာဓာတ်ပုံယူပါဖို့ကျွန်တော်ရှိတော့စောင့်နေရပါပိုင်းနော်ကျွန်တော်စောင့်နေရပါတယ်ဟုတ်ကဲ့ပြီဆိုကြကျွန်တော်ဒီမှာဗီဒီယိုဟာတစ်ခါလေးနဲ့ဓာတ်ပုံထည့်တဲ့ဗီဒီယိုတစ်ခါလေးလုပ်ပြပိုင်းနော်ကျွန်တော်ဒီဗီဒီယိုကျွန်တော်နေပြီးတော့ဒီဗီဒီယိုမကြိုက်ဆိုရဲကိုလိုရှင်တွေပိုင်းပုံစံမျိုးကျွန်တော်ဒီစာမှာရူပြီးတော့ကျွန်တော်လောက်ခိုင်းပါပိုင်းလိုက်ပြီဆိုကြကျွန်တော်ဝုဒ္ဒနာလောက်ခတဲ့ပိုင်းဒီနေရာကိုနှိပ်ပါပါနော်ဒီနေရာမှာကို Facebook channel ပဲစာရီလို့ထည့်ပါဘူးရေခဲဒီမှာကျွန်တော်စာရီလို့ထည့်လိုက်ပါရနော်မျက်နှာကိုစပင်တမမျက်နှာပြောင်းပြီးဟိုဘက်တိတ်ကိုခင်မြင်နဲ့ပြလိုက်မယ်ချင်းမြန်ကိုတွေးကင်ပြီးမြေကြီးကိုရအောင်ထိခုံချလိုက်မယ်ဆိုပြီးတော့ကျွန်တော်ရီထည့်လိုက်ပါရနော်ပြီးတော့ကျွန်တော်ဒီနေရာကိုနှိပ်လိုက်ပါဘူးโอเคဒီမှာဆိုခဲ့ပဲဆိုခဲ့ကျွန်တော်တို့ဒီမှာသူအခုဒီဗီဒီယိုဖက်တစ်ဖက်လောက်ပြပါရနာရေးပဲဆိုခဲ့ကျွန်တော်တို့ဒီမှာမကိုက်သိဆိုခဲ့ပါရနာကိုအားထည့်လို့ရှင်ဒီတမျိုးပုံစံမျိုးရှင်နဲ့လို့ရှင်ဒီဆိုခဲ့ကျွန်တော်ဒီမှာဒီနေရာထည့်နေလိုက်ပါရနာဒီနေရာထည့်နေလိုက်ပါဖို့တမျိုးဒီထက်ပိုကောင်းပလားဒီလေးပါရနာဒီထက်ပိုကောင်းလို့ဆိုခဲ့တော့ကျွန်တော်ရဲ့ပိုကောင်းတဲ့ဗီဒီယိုယူပါဖို့မကောင်းဆိုခဲ့တော့အခုတကဗီဒီယိုလောက်နေဆိုလဲ sample ဟောပါရနာဒီဗီဒီယိုကိုကျွန်တော်ယူပါဖို့ကျွန်တော်ရှိတော့စောင်းလိုက်ပါရနော်โอเคဒီမှာကျွန်တော်ဒီဗီဒီယိုပဲယူလိုက်ပါပိုင်းလားမဗီဒီယိုပိုင်းပဲသူ့ပဲလုပ်ခဲ့တယ်ဒီအကောင့်အဆင်ပြေပိုင်းလားမကောင်းတဲ့ဒီဗီဒီယိုကိုတွေ့ကျွန်တော်ယူလိုက်ပါဖို့ဒီဗီဒီယိုဆိုခဲ့ကျွန်တော်ဒီမှာ download ဥဒနာပိုင်းဒီမှာ download ဒီနေရာကိုနှိပ်ပါပါနော်ဒီနေရာကိုနှိပ်လိုက်ပါဖို့ဒီမှာအမှတ်ရှိထားရခိုင်ဆိုတာနဲ့ပြီးတော့ဘီယာပိုင်းလားဒီဆိုခဲ့ကျွန်တော်ဒီထဲအောက်ပြန်လို့ထွက်လိုက်ပါမယ်ဗီဒီယိုပိုင်းနှစ်ပိုင်းလားပါပိုင်းလားကျွန်တော်ကတော့ပြန်လို့ခွင့်ခွင့်ပြီးတစ်ခါမှာ number 1 video ဒီပါကြခဲ့ number 2ဒါဆိုခဲ့ကျွန်တော်ဒီမှာနံပါတ်နှိပ်ပိုင်းလိုက်ရင်ကျွန်တော်ကနေပြီးတော့ကောင်းအမြကိုမှကိုအိန္ဒိယဟင်းပဲနေပြီးတော့အပိုင်းဆက်လာခါရတာပါပိုင်းနာပဲဆက်လာကြပါရဲ့အခုကျွန်တော်ကျွန်တော်ပထမတင်ထားရေးကျွန်တော်ဗီဒီယိုမှာပိုင်းကျွန်တော်ကနေပြီးတော့တက်ပုတ်စတိပါအောင်နေပြီးတော့ကျွန်တော်တတိယတစ်ခိုင်းထုတ်ပါပိုင်းနော်ဒီအဆုံးသက်နေရာမှာ screenshot ရေးပြဆိုတာနဲ့ကျွန်တော်ဝုဒ္ဒနာလောက်ခပိုင်းဆိုဝေးတွေကိုဝင်ပါပိုင်းနော်ဒီမှာဒီဆိုဝေးတွေဝင်ပါပြီးတော့ကျွန်တော်ဒီနေရာမှာဒီဓာတ်ပုံကိုဖျက်လိုက်ဖို့အခုနကဓာတ်ပုံကိုယူပါဖို့ပိုင်းနော်ဒီနေရာမှာဒီနေရာနှိပ်ပါဖို့ပြီးတော့အခုတနက screenshot ရိုက်ပုံကိုယူပါဖို့ပြီးတော့ကျွန်တော်ဒီမှာဒီမှာ wall ခါဆိုလို့ဒီကကာလာကိုရှင်းပြီးတော့ရှင်းလို့ရပါပိုင်းနော်ကျွန်တော်တို့ဗီဒီယိုတိုင်းအတွင်းနဲ့ရှင်းပါရအဓိကလုံရဲရောက်ပြပြပါပိုင်းနော်ဒါဆိုခဲ့ကျွန်တော်ဒီမှာဒီဗီဒီယိုကိုအခုလုပ်ပြဆိုရင်ကျွန်တော်ဒီဗီဒီယိုကိုတစ်ခါသိမ်းပါပိုင်းနော်သိမ်းဖို့ဆိုခဲ့ဒီနေရာကိုနှိပ်ပါပိုင်းနော်ဒီနေရာကိုနှိပ်ပါဖို့ဗီဒီယိုပိုင်းသိမ်းပြပါပိုင်းနော်ကျွန်တော်ဒီထက်ထွက်လိုက်ပါမယ်အခုတနကဝင်ခါရဲ Yan Growth 3ဆိုရဲဆိုဝေးတွေကိုကျွန်တော်website တွေကိုတစ်ခါဝင်ပါပေါ့ပြီးတော့ကျွန်တော်ဒီနေရာမှာနောက်ဆော်လိုက်ပါမယ်နော်အဲ့တော့ဆိုပြီးကြဆိုရင်ကျွန်တော်ဒီနေရာကိုထိုင်ရနိုင်ပါမလားထိုင်နေပါပေါ့ပြီးတော့ဒီနေရာကိုထိုင်ရနိုင်ပါပေါ့ပြီးတော့ငါကဆုံးဖြတ်ပြီးတက်ပုံကိုယူပါပေါ့ပိုင်းနော်ညမလို့သူက auto ထုတ်ပြပိုင်းနဲ့အဲ့ဒီတက်ပုံထုတ်ပြဆိုရင်သူက auto ထုတ်ပြကျွန်တော် auto လုပ်ပြီးဆိုမယူပါပိုင်းနော်ကိုမှဟိုနဲ့ကိုကြစာဝီးပြီးတော့လုပ်လို့ယူပါပေါ့အဲဒီကဒီမှာကျွန်တော်တို့ဒီမှာသူကတော့ auto လုပ်ပြီးတော့ပိုင်းနဲ့ auto လုပ်ပြီးတော့ကျွန်တော်မယူကိုမှလိုရှင်ပုံစံမျိုးစာဝီးထိပ်ပြီးတော့ယူပါဖို့ပိုင်းနဲ့ပြဆိုပဲကျွန်တော်ဒီမှာစာဝီးထိပ်လိုက်ပါမယ်ဒီကဒီမှာကျွန်တော်စာဝီးထိပ်ရပါပိုင်းနော်စပိန်ဒါမန်ရဲ့ရှေ့ကလူနဲ့တူတဲ့မကောင်းဆိုးဝတ်တကောင်ထွက်လာပြီးစပိန်ဒါမန်နဲ့တိတ်ခိတ်ကြမယ်တကောင်နဲ့တကောင်ထိတွေ့တဲ့နေရာကနေရနေတဲ့အလင်းတွေထွက်မယ်အဲကျွန်တော်ပြီးတဲ့ပြီးတော့ထိပ်လိုက်ပါပိုင်းနော်ဒီနေရာကျွန်တော်နှိပ်ပြီးတော့ကျွန်တော်တို့ပြလိုက်ပါမယ်ဇက်ပဲထွက်လာပါဘူးလေဒီကကျွန်တော်ဒီမှာလွတ်တော့ပိုင်းနိုင်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်ကိတ်ပါပိုင်းနဲ့ဒီဗီဒီယိုဒီပိုင်းရှုကိတ်ပါတယ်အဲ့တွင်နဲ့နေပြီးတော့ကျွန်တော်ဒီဗီဒီယိုအပိုင်းရှုယူပါဖို့ဒီဘုဆိုကဒီမှာ download ကိုနှိပ်လိုက်ပါပိုင်းနော်โอเคဒီပဲအမိုက်ဖိထားစရာပဲဒီမှာအတန်လေးနှထောင်လာပိုင်းနဲ့ကျွန်တော်အနေပြီးတော့စညာလိုက်မယ်လို့ကျွန်တော်အတန်ပေးထားပြပါတယ်ဒီမှာဒီနေရာရှိကိုနှိပ်ပြီးတော့ကျွန်တော်အတန်ဖွင့်
ဒီနေရာမှာနေပြီးတော့ကရိတ်တော့ဆဲလို့နေမှာတော့အိန္ဒိယဟင်းရဲ့ပိုင်းစကရင်ရှိုရိုက်ဖို့ပြီးတော့ကဓာတ်ပုံဖတ်ဖို့ပြီးတော့ကတခါဒီတိုင်းမှာကိုဂရိတ်တွေပဲလောရပါနဲ့ဗီဒီယိုအစအဆုံးထိစိတ်လဲဟဲ့လုတ်ချင်ဆိုဇာတ်လမ်းရှိတဲ့ပုတ်ပိုင်းလောရပါဖန်တီရပါရင်နော်တကယ်ဒီဟာကိုကျွန်တော်ဗီဒီယိုဆဲလုပ်ပြပါမယ်နော်ဒီဟာဗီဒီယိုတပုတ်ဖရိုင်အောင်အတွက်ကျွန်တော်ဗီဒီယိုဆဲလုပ်ပြပါမယ်ဗီဒီယိုထဲထွက်လိုက်ပါမယ်ဒီမှာအင်ရှိုကိုကျွန်တော်နှိပ်ပါမယ်ပြီးတော့ကအခုတည်းကျွန်တော်ဝင်တာဖိတ်တဲ့နဲ့ဒီမှာဗီဒီယိုပိုင်းနော်အင်ရှိုတွေဝင်တဲ့နဲ့တပိတ်ပေါ်လာပါဘူးပြီးတော့ဗီဒီယိုထဲနှိပ်ပါပေါ့ပြီးတော့ကဒီမှာ new ကိုနှိပ်ပါပေါ့အခုနာနေပြီးတော့ကလောက်ထားတဲ့ဗီဒီယိုဖိုင်3ဖိုင်ကိုကျွန်တော်ယူခဲ့ပါဦးပိုင်းနော်ဗီဒီယိုဖိုင်3ဖိုင်ကိုယူခဲ့ပါပေါ့3ဖိုင်သူ့မဲ့တစ်ခါလေးယူလိုက်ပါပေါ့ပြီးတော့ကကျွန်တော်ဒီမှာနှိပ်ပါပေါ့အမှတ်ရှင်နှိပ်ပါပေါ့ဒီမှာနေပြီးတော့ကကျွန်တော်မှကြာခဲ့ဒီမှာ screen ကကြာခဲ့ဒီဗီဒီယိုလောက်ထားတာက3လေးနဲ့လောက်ထားကြရေဒီမှာကြာခဲ့6 crowd ပဲဒီမှာပိုင်းနဲ့ရကျွန်တော်ဒီမှာ screen ကိုတစ်ခေါက်ရှင်းရပါဘူးဒီမှာ3လေးထည့်ပါဦးပိုင်းနော်3လေးထည့်ဖို့ပြီးတော့ကကျွန်တော်ဒီမှာအမှတ်ရှင်နှိပ်ဖို့โอเคပဲဆိုခဲ့ဒီမှာကျွန်တော်ဗီဒီယိုပဲ3ဖိုင်ဆက်ထားပါပိုင်းနော်ဒီမှာ3ဖိုင်ဆက်ရကျွန်တော်ခမုံပါမယ်โอเคကျွန်တော်ပထမဗီဒီယိုပိုင်းရဲ့ဒီပဲလောက်ထကြပါပိုင်းနော်ပထမဗီဒီယိုပိုင်းရဲ့ဒီပဲလောက်ထကြတကယ်ဒါဟောနိမိတာကိုမဗီဒီယိုedit ဟို preparation ဆိုလို့တော့နိမိတာကဒါမှာကိုကိတ်တဲ့ပိုင်းနိမိတာဖတ်ရပါပိုင်းနော်ကိုကိတ်တဲ့ပိုင်းဒါကိုရှင်လို့ဖတ်ရပါတယ်ကျွန်တော်ကတော့ဗီဒီယိုပဲ count ထဲမှာဖိတ်တွင်နဲ့အဓိကလိုရင်းတူရှန်ပေးကျွန်တော်လုပ်ပြပြီးသားဖိတ်ပိုင်းနော်ရေအခုမင်းထားတဲ့ညီကိုလေးတော့ဆင်ပလေးဖို့လို့ကျွန်တော်မျိုးလဲပါတယ်ဗီဒီယိုမှာသိချင်တယ်ဆိုခဲ့ဒီမှာဒီနေရာနှိပ်ပြီးတော့ခဲ့ကျွန်တော်တို့ဗီဒီယိုကိုသိရပိုင်းနော်ဒီမှာကျွန်တော်နေပြီးတော့ခဲ့ဒီလောက်ဆိုခဲ့ဆင်ပလေးဖို့ထင်ပါတယ်အားလုံးဆင်ပလေးကပါချင်တဲ့ဗီဒီယိုပိုင်းကိုဆွန့်တက်ခဲ့ပြီးတယ်လေမျိုးအောင်ကိုကျေးဇူးမျိုးကြီးတင်ပါတယ်ကြပါပါနော်